ဗျာမြန်မာစာနဲ့ပတ်သက်ပြီးတော့လေးလာတဲ့နည်းစီတွေနဲ့ချိုးပေါ့နော်။အောင်ရေးခြင်းတဲ့သူတွေအတွက်တော့ကျွန်တော်ဒီ file လေးရဲ့ဒီ file အစားကျွန်တော်ယူတဲ့ပုံစံတွေအားကျွန်တော် live stream နေတဲ့ဒီရေးတဲ့ပုံစံစင်ပေါ့နော်။ပြင်ပါလေပြထားပေးပြီးသားဖြစ်တယ်ပေါ့နော်။နောက်တစ်ခုကမြန်မာစာရေးမဖြစ်မနေသေးတဲ့ challenge တွေနဲ့ဒီကို file ကိုရေးတဲ့အခါမှာထားမယ်ပုံစံတွေပါရစားတယ်တတ်နိုင်သလားပေါ့နော်ကျွန်တော်မြင်သလားလေ့လာမိသလားကိုညဝေပေးထားတာဖြစ်ပါတယ်ထပ်ပြီးတော့ငါးစာနဲ့ပတ်သက်ပြီးသိချင်တာတွေဒါလေ့လာချင်တာတွေကိုယ်တိုင် file ကိုဖန်တီးချင်တာတွေမျိုးဆိုလို့ရှိရင်လည်းတော့ဒီ page ကနေပြီးတော့ဆက်သွယ်ပြီးလို့ရပါတယ်ပေါ့နော်ဒီမှာဆိုရင်ဒီလူတော်မင်္ဂလာတို့ဘာလို့မှဆိုလို့ရှိရင်ပေါ့နော်ကိုကဒီဟာတို့နှစ်ချောင်းငယ်မှာအရှိပုံစံသုံးချင်တာတို့ပုံစံသုံးချင်တာဆိုတဲ့ပုံစံတွေမှာလည်းဒီ Illustrator နဲ့ Photoshop AI နဲ့ဒီ InDesign တို့မှာတော့ဒီ Open Type Future ပြင်ပြီးတော့လုပ်ဖို့လိုတယ်ပေါ့နော်နောက်တစ်ခုကကိုရေးတဲ့ file မျိုးစားကအဲ့လိုပါဠိစာပေတွေရေးမှာဖြစ်တယ်ဆိုလို့ရှိရင်လည်းအနည်းဆုံးအဲ့လိုမေတ္တာသုံးဖြစ်မှာဖြစ်ပေါ့နော်အဲ့လိုပုံလေးတွေလည်းစမ်းကြည့်တင်တယ်ပေါ့နော်ကိုရေးတဲ့ file နောက်တစ်ခုကတော့စာကိုတွေပေါ့နော်စလုံးလေးရေးတဲ့အခါမှာသုံးသင့်တာဖြစ်တယ်